ဒီလိုမျိုးအရွက်အောက်မှာအစိတ်လေးတွေပါတဲ့အပင်ကိုမိတ်ဆွေတို့ဒေသမှာဘယ်လိုခေါ်ပါသလဲအင်္ဂလိပ်လိုတော့ချန်ချာပီတရာလို့ခေါ်ပါတယ်ချန်ချာပီတရာဆိုတာကစပိန်ဘာသာစကားဖြင့်ကြောက်ကိုခြေဖြတ်သူဟုအဓိပ္ပာယ်ရပြီးတော့နှစ်ပေါင်းများစွာကတည်းကတန်ဖိုးကြီးမားတဲ့ဆေးဘက်ဝင်အပင်အဖြစ်အသုံးပြုခဲ့ကြပါတယ်သူ့ရဲ့နာမည်အတိုင်းပဲအကျော်ကြားဆုံးနဲ့အဓိကအစွမ်းကတော့စီးကြောက်နဲ့တဲချေကြောက်တွေကိုကျစေတာပါပဲသူ့မှာပါတဲ့ဓာတ်ပေါင်းတွေဟာကြောက်တယ်စေတဲ့ကယ်ဆီယမ်ဓာတ်ကိုလျှော့ကျစေပြီးစီးကြောက်တွေကိုသေးငယ်တဲ့အစအနလေးတွေအဖြစ်ကွဲထွက်သွားအောင်ကူညီပေးပါတယ်။ဒါကြောင့်စီးလန်းကြောင်းကနေအလွယ်တကူဆွန့်ထုတ်နိုင်ဖို့အထောက်အကူပြုပါတယ်။ဒါတင်မကသေးပါဘူး။သွေးတွင်တကြားဓာတ်ကိုထိန်းညှိပေးနိုင်လို့စီးချိုသမားတွေအတွက်အကျိုးရှိပါတယ်။ဒါအပြင်အသေးကိုကာကွယ်ပေးခြင်းအစစ်အမြစ်ရောင်ရမ်းတာနာကျင်တာတွေကိုတက်တာစေခြင်းစီးလန်းကြောင်းပိုးဝင်တာနဲ့သွေးတိုးကျစေဖို့အတွက်လည်းသုံးစွဲကြပါတယ်။ဒါဆိုရင်ဒီအပင်ကိုဘယ်လိုသုံးစွဲရမလဲ။သုံးစွဲပုံကတော့အပင်ရဲ့ပင်စ၅ပါးလုံးကိုရေနဲ့ပြုတ်ပြီးအရသာကောင်းဖို့နဲ့အစွမ်းပိုထပ်ဖို့အတွက်စပလင်လေးထဲပြုတ်ပါဒီပြုတ်ရည်ကိုမနက်တစ်ကြိမ်ညတစ်ကြိမ်တစ်နေ့နှစ်ခွက်နှုန်းနဲ့တစ်လလောက်တောက်ပေးသင့်ပါတယ်နိုင်ငံတကာမှာတော့အပင်ကနေထုတ်ယူထားတဲ့အသင့်ဖြော် H ထွက်လက်ဖက်ရည်များလည်းရှိနေပြီဖြစ်ပါတယ်ဒါအပြင်ဖြည့်စွက်အာဟာရဆေးဘူးဆက်ပလီမှတ်များနေဖြစ်လဲဆေးတောင်ဆေးပြားပုံစံအမျိုးမျိုးကိုဖော်ဆက်ရောင်းချလျက်ရှိကြပါတယ်ချန်ချာပီဒရာဟာတဘာဝရဲ့အဖိုးတန်ဆေးတစ်လက်ဖြစ်ပြီးအထူးသဖြင့်စီးကြောက်တဲချေကြောက်ဝေဒနာခံစားနေရသူများအတွက်အလွန်အသုံးဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။တင်တို့ဒေသမှာရောဒီလိုအပင်လေးတွေပေါက်ရောက်ပါသလား။ဘယ်လိုခေါ်ကြသလဲဆိုတာကိုလည်းပြောပြပေးခဲ့ကြပါဦးနော်။